ချစ်သူရဲ့စိတ်ကိုတစ်သက်လုံးအပိုင်ရဖို့အတွက်မှန်ကန်တစ်ပုတ်ပြောပြမယ်ချစ်သူဆိုတဲ့နေရာမှာအိမ်အောင်ဘက်လည်းပါတယ်ကိုယောက်ျားကိုမိန်းမအကုန်ပါတယ်နော်ဘာဖြစ်လို့ကျွန်တော်ကအပိုင်ရဖို့တစ်သက်လုံးအပိုင်ရဖို့လို့ပြောလဲဆိုတော့တချို့လူတွေကလူကိုသာရထားတာအဲ့ဒီစိတ်ကိုအပိုင်မရထားဘူးမရထားတဲ့အတွက်အဲ့ဒီလူကကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်အောင်ကအလင်းတင်တယ်လို့တခြားစီမှာစိတ်ရောက်နေတယ်အဲ့တော့အခြေအိမ်အောင်ကြီးတစ်သက်လုံးမตายရဘူးအဲ့လိုမဖြစ်စေရဘူးတစ်သက်လုံးသူ့ရဲ့စိတ်တစ်ခုလုံးကိုယ်စိတ်နှလုံးသုံးပါးစလုံးကိုယ်စီကိုရောက်နေတယ်ဆိုတော့မှန်တယ်တပုတ်တည်ပေးမယ်ယုံယုံကြည်ကြည်ရှုဒီမှန်တယ်ဒီအနောက်တန်း witchcraft လို့ခေါ်တဲ့လောကီပညာကိုလာတာနော်သူတို့မှလည်းကျွန်တော်တို့လိုပဲလောကီပညာတွေယုံကြည်တဲ့နောက်တိုင်းမှာရှိအဲ့တော့အဲ့ဒီမှန်တယ်လေးကိုသင်ပေးမယ်ငါးလုံးနဲ့အမိုဖလန်မာတဲ့အခုရေးပြထားတယ်အမိုဖလန်မာဆိုတာအဲ့ဒါတနေ့ကိုအကျင့်100နော်နှစ်ထပ်ရှိမှမှတ်မိတယ်ဆိုတော့နောက်တစ်ချိန်ထပ်ပြောမယ်အမိုဖလန်မာရေးပြထားတယ်အဲ့ဒါလေးကိုရှင်းလို့ရှိရင်အဲ့ဒီကိုယ့်ရဲ့ချစ်သူရဲ့စိတ်နှလုံးတစ်ခုလုံးကိုယ်ကအပိုင်ရလိမ့်မယ်ရှင်းပြအောင်ရှင်းပါကျေးဇူးတင်ပါတယ်